ရောက်တိုင်းဒေသကြီးမြောက်ခရိုင်ကျန်းကင်းမြို့နယ်ရုံးလူလူကျေးပြီးပို့ဌာနကွန်မြူနတီစင်တာခန်းမှာတွင်ယနေ့နံနက်ပိုင်းကပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနနဲ့စာသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီးတော့စာသုံးသူရေးရာတိပြန်ပြီးတော်ရှိုးကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါတိပြန်ပြီးတော်ရှိုးတွင်ပြန်ကြားရေးနဲ့ပြည်သူ့စစ်ဆိုင်ဦးစီးဌာနမှဦးစီးရရှိဒေါ်ခင်မိုးမြင့်ကမြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံစစ်စစ်ရရှိဦးကျော်နိုင်ဝင်းကိုပြည်သူများကြည်ကြပြန့်သိရှိနိုင်သည့်စာသုံးသူ၏အခွင့်အရေးများစာသုံးသူ၏တာဝန်များနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုယခုလိုပဲမေးမြန်းထားပါရခင်ဗျာဒီစားသုံးသူရေးရာဦးစီးဌာနအနေနဲ့ပေါ့နော်စားသုံးသူကာကွယ်ရေးဥပဒေတွေကိုပြဋ္ဌာန်းပြီးတော့စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်ပထမဦးဆုံးအနေနဲ့စားသုံးသူတွေရဲ့အခွင့်အရေးရှိရင်သိချင်ပါတယ်အဲ့ဒါလေးကိုလည်းဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒီစားသုံးသူကာကွယ်ရေးဥပဒေမှာလည်းပြဋ္ဌာန်းပြီးဖြစ်ပါတယ်စားသုံးသူတွေရဲ့အခွင့်အရေးတွေဆိုပြီးတော့အခွင့်အရေးပြဋ္ဌာန်းထားတဲ့အတိုင်းဆိုတော့၈ချက်ရှိပါတယ်ဟုတ်ကဲ့ပါအဲ့ဒီမှာဆိုရင်တော့ဒါတစ်ချက်ဆိုတော့ဒီစားသုံးသူတွေရဲ့အခြေခံလိုအပ်ချက်ပေါ်မှာစိတ်ကြည်နံမှုရရှိစေခြင်းဖြစ်ပါတယ်အဲ့ဒါကတော့ဒီစားသုံးသူရဲ့သူစိတ်ခံစားချက်တိုင်းသူ့ရဲ့အစီသဘောသားအတိုင်းဟိုမှာလိုအပ်တယ်လို့ဒါစိတ်ကြည်နံမှုရှိစေတဲ့အပိုင်းကိုဆိုလို့ချင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီဘေးရန်နဲ့ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်းဖြစ်ပါတယ်ဒီຢာတွေကတော့ဒီစားတောက်တွေကုန်စည်တွေဝန်ဆောင်မှုတွေကိုအသုံးပြုတဲ့အပေါ်မှာဒီအန်ဒီရဲ့မရှိတဲ့ဆိုကြိုးပေါ့အဲ့ဒီဟာမျိုးတွေမရှိဖို့အတွက်ကိုသူတို့ဒါစိတ်တက်တောင့်တတာနဲ့အသုံးပြုခွင့်ရှိခြင်းကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့လိုအပ်တဲ့သတင်းချက်လက်တွေမှန်ကန်ပြည့်စုံစွာသိခွင့်နဲ့ပြည်စာထောက်ထားရခွင့်ရှိခြင်းဖြစ်ပါတယ်အဲ့ဒါကတော့ဒီစားတောက်တွေကုန်စည်ဝန်ဆောင်မှုတွေကိုအသုံးပြုတဲ့ပုံမှာဒီလိုအပ်တဲ့အသေးစိတ်ချက်လက်ပေါ့နော်အဲ့သတင်းချက်လက်ကလေးကိုလည်းသိရှိခွင့်ရှိပါတယ်ပြီးတော့ဒီအရာနဲ့ပတ်သက်ပြီးတော့ဒီထောက်ထားပြည်စာတွေဒါလိုအပ်တယ်လို့ဒါရယူခွင့်ရှိခြင်းကိုဆိုလိုတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကတော့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းဖြစ်ပါတယ်ဒီဟာကတော့ဒီစားသုံးသူရဲ့ဒီစိတ်ခံစားမှုတိုင်းပေါ့နော်သူကြိုက်နေတဲ့ရာကိုဒါတရားအသေးစိတ်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့နင့်နာဆုံးချုံမှုနဲ့ဆက်လင်းပြီးတော့ရှင်းလင်းတင်ပြခွင့်နဲ့တိုင်ကြားခွင့်ရရှိနိုင်ခြင်းဖြစ်ပါတယ်အဲဒီຢာတွေကတော့ဒီစားသုံးသူတွေကဒီစားတောက်ကုန်စည်တွေဝန်ဆောင်မှုတွေကိုသုံးဆွဲတဲ့အပေါ်မှာပေါ့နော်ဟိုနင့်နာဆုံးချုံစိတ်ပန်းဆရာပေါ့နော်စိတ်ပန်းဆရာငွေကြေးပန်းဆရာပြီးတော့ဒါရုပ်ပန်းဆရာနဲ့ပတ်သက်ပြီးတော့နင့်နာဆုံးချုံမှုရှိတယ်ဆိုလို့ရှိရင်တော့ဒီຢာနဲ့ပတ်သက်ပြီးတော့ဒီတိုင်ကြားခွင့်တွေပြီးတော့ဒီအခွင့်အရေးရယူခံခွင့်တွေရှိခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီနင့်နာဆုံးရှုံးမှုနဲ့ဆက်လင်းပြီးတော့လည်းကုစားခွင့်ရရှိခြင်းဖြစ်ပါတယ်။အဲရရတော့ကိုယ့်ရဲ့နင့်နာမှုပေါ်မှာသက်ဆိုင်ရာအချက်လက်တွေနဲ့ဒါထောက်ထားတွေစုစည်းပြီးတော့ရေးဆိုတိုင်တိုင်းပြီးတော့သူ့ရဲ့အခွင့်အရေးတွေတော့ကိုပြန်ပြီးတော့ကုစားခွင့်ရှိခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။နောက်ချက်ကတော့အသိပညာဘုဒ္ဓတာတွေအခွင့်အရေးတွေနဲ့လိုအပ်တဲ့အချက်လက်တွေကိုလည်းသိရှိလေ့လာနိုင်ခွင့်ရှိခြင်းဖြစ်ပါတယ်။ဒီရာရတော့ဒါလိုအပ်တယ်လို့ပတ်သက်တဲ့အချက်လက်တွေမှာမူတည်ပြီးတော့သူလိုအပ်တဲ့အချက်လက်တွေကိုဒါရှာဖွေလေ့လာသိရှိနိုင်ပါတယ်။ပြီးတော့ဒီပစ္စုပန်သားမကအနာဂတ်မျိုးဆက်တွေပါအတွက်ပါကောင်းမွန်သာရတဲ့လူနေမှုအစဉ်တန်းနဲ့ပတ်ဝန်းကျင်မှာနေထိုင်နိုင်ခွင့်ရှိစေခြင်းဆိုပြီးတော့ဒီစားသုံးသူတွေရဲ့အခွင့်အရေးရှိချက်ကိုဒီစားသုံးကာဝယ်ဥပဒေမှာဖော်ပြပါရှိပြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဒီစားသုံးသူတွေရဲ့အခွင့်အရေးကိုတော့ဒါသိရပြီပေါ့နော်အဲ့တော့စားသုံးသူတွေရဲ့တာဝန်လေးတွေကိုလည်းဆရာအနေနဲ့ဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဒီစားသုံးသူရဲ့တာဝန်အနေနဲ့ဆိုလို့ရှိရင်တော့ဒီစားသုံးကာဝယ်ဥပဒေမှာပြဋ္ဌာန်းထားတဲ့တဲမှာဖော်ပြထားချက်ကတော့၄ချက်ပါရှိပါတယ်အဲဒါဆိုလို့ရှိရင်တော့ဒါတစ်ချက်ကတော့သတင်းချက်လက်နဲ့လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲပြီးတော့နှစ်ချက်ဆိုလို့ရှိရင်တော့ရွေးချယ်ဝယ်ယူတဲ့နေရာမှာသဘောတူညီထားတဲ့တန်ဖိုးနဲ့အညီပေးရှိခြင်းဖြစ်ပါတယ်နောက်၃ချက်ကတော့ဒီစီးပွားရေးလုပ်ငန်းရှင်တွေပေါ်မှာထိခိုက်နေတာစီပြန်ရည်ရွယ်ပြီးတော့မဟုတ်မမှန်ဆွဆွဲပြောဆိုမှုတွေပြုလုပ်မှုတွေကိုလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်နောက်၄ချက်ကတော့ဒီအငင်းပွားမှုကိုဖြစ်နေရဆိုရှင်တော့ဒီနီလိုင်းဖြည့်ရှင်းနေစဉ်မှာပဲဒီလူထုဆက်သွယ်ရေးနီလန်းတွေဖြစ်စေပြီးတော့အခြားနီလန်းတွေလည်းဖြစ်စေဒီသက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်ပေါ်မှာထိခိုက်နေတာစီဒါမှမဟုတ်ဒီမဟုတ်မမှန်ပြောဆိုခြင်းတွေနဲ့ရေးသားခြင်းတွေဒါပြုမှုခြင်းတွေကိုရှောင်ကျဉ်ရမယ်ဆိုပြီးတော့ဒီစားသုံးသူကာကွယ်ဥပဒေမှာစားသုံးသူတာဝန်များဆိုတော့၄ချက်ပေါ်ပြပါရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာအခုလိုမျိုးစားသုံးသူပြည်သူတွေအတွက်တည်တင်တည်တိုက်တဲ့အချက်လက်တွေကိုဒီပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာလာရောက်ပြီးတော့ပေါ့နော်အကြံတော်ဝင်ဆွေးနွေးပေးတဲ့အတွက်ဆရာကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့အခုလိုပြောကြားဝင်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီသတင်းကိုဖြိုးရင်းချန်ကင်းပြန်စမှာပေးပို့ထားခြင်းဖြစ်ပါတယ်